လက်ခေါက်လာရောက်ခဲ့ဖို့ဖိတ်ခေါ်တဲ့နဲ့တူမျက်စံနဲ့ကားလေးနဲ့လက်လိုလာခဲ့ပါပိုင်းညံလေးကစောင့်နေမှာသဘာဝကိုချီကန်ထားတတမန်များလည်းရှိနေတာစသဘာများထွက်လို့သာအိုကဲမြို့ကပါလွမ်းနေကိုစားစီထားတေသမားတွေရဲ့မွေးရဲ့မြေလေးပါကျိုးတော်ရင်ကျေးလာတဲ့ကျွန်တော်တို့ရဲ့အိုကံမြို့ကိုလက်တစ်ခေါက်လာရောက်ခဲ့ဖို့ဖိတ်ခေါ်တဲ့နဲ့တူမျက်စံနဲ့ကားလေးနဲ့လက်လိုလာခဲ့ပါပိုင်းညံလေးကစောင့်နေမှာသဘာဝကိုချီကန်ထားတတမန်များလည်းရှိနေတာစသဘာများထွက်လို့သာအိုကံမြို့ကပါလွမ်းနေကိုစားစီထားတေသမားတွေရဲ့မွေးရဲ့မြေလေးပါကားလေတာလေးလာလေစီချင်နေပြဖူးမျောလို့မစိုးဖျားကြီးကြောင်းတိုင်းမှာသမိုင်းဝင်းစီးများနဲ့လိုက်လို့ပူပေးမှာ